Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့ညီမကပေါ့နော် dashboard အကြောင်းလေးကိုပြပေးမယ်ပေါ့နော်အခု dashboard မှာဆိုလို့ရှိရင်ဒီမှာစုစုပေါင်း order ရေအတွက်က9ခုရှိရပေါ့နော်9ခုမှာဒီလိုမျိုးပေါ့နော်နံပါတ်လေးတွေပေါ်နေရပေါ့နော်ဒါကြတော့ဝယ်သူထံမှာငွေပေးချင်မှုစောင့်မျှော်နေတဲ့စည်ရင်းပေါ့နော်ဒီလောက်စုပေါင်းရရှိငွေပမာဏဒီလောက်ရရအောင်ပေါ့နော်ဝယ်သူက2ယောက်ရှိရပေါ့နော်ဒီအပေါ်မှာပေါ့နော်ဒီစုပေါင်း order ရေအတွက်မှာရှိနေတဲ့ဒီ flag လေးတွေကိုပြပေးမယ်ပေါ့နော်ဒီမှာဆိုရင်3ရက်အတွင်းငွေချေချေရမယ့် order ကတစ်ခုတက်နေရပေါ့နော်ဒီ order ကိုဝင်ကြည့်လိုက်မယ်နော်ဒါလေးကိုနှိပ်ပြီးတော့ဒီ order တွေကိုဒီလိုမျိုးဝင်လုပ်ရတယ်နော်ဝင်လို့ရှိရင်ဒီ order ဒီ order အစင်းသင်းဖြစ်မဲ့ရက်က31ရက်နေ့နော်ငွေချေချေရမယ့်ရက်ကလည်း31ရက်နေ့ဆိုတော့ဒီနေ့ဒီ31ရက်နေ့ဟုတ်တယ်နော်31ရက်3လပိုင်းဆိုတော့ဒီနေ့မှာငွေကိုသူချေကိုချေရတော့မယ်ဒါဆို3ရက်အတွင်းချေကိုချေရတော့မယ်ဆိုတဲ့သဘောပေါ့နော်ပြီးတော့ order ကလည်းစစ်စေးအကြောင်းမစစ်စေးရသေးဘူးပြီးတော့ငွေပေးချေမှုစနစ်ကိုကြည့်မယ်ဆိုလို့ရှိရင်ငွေဒီတစ်စိတ်တစ်ပိုင်းပဲပေးရသေးတယ်ပတ်စံထပ်ပေးဖို့ကြံသေးတယ်နော်အဲ့ဆိုလို့ရှိရင်ဒီနေ့ပေးရတော့မယ်ဆိုတဲ့အတွက်ကြောင့်မို့ညီမတို့ကဒီ dashboard ကနေပြီးတော့ဒီ alarm လေးကိုတွေ့ရတယ်ဒီ order စီကိုနော်ဒီ order ဒီနေ့ငွေချေချေရမှာ31ရက်မှာချေရတော့မယ်ငွေဒီချေဖို့လည်းကြံသေးတယ်ဆိုလို့ရှိရင်ဝယ်သူချက်လက်ကိုသွားမယ်ဒီဝယ်သူရဲ့ဖုန်းနံပါတ်တွေကိုဆက်သွယ်ပြီးတော့ငွေချေပြစ်ပါသလားเนาะဒီနေ့31ရက်နေ့ရောက်ပါပြီငွေချေရတော့မယ်ပေါ့เนาะပြီးလို့ရှိရင်ပဒိန်ကိုဆက်သွယ်ရမယ်ပဒိန်ကလည်းပစ္စည်းတွေအားလုံး ready ဖြစ်ပြီလား ready ဖြစ်ပြီဆိုလို့ရှိရင်ငွေချေပြီးတာနဲ့ညီမတို့ကဒီ order ကိုစစ်ဆေးပြီးတော့ဝယ်သူထံကိုပို့ဆောင်လာပါတယ်ဆက်လုပ်လို့ရပြီပေါ့เนาะဒါကြောင့်မို့ဒီ dashboard ကဒီမှာတက်ပေးတဲ့အလံလေးဒီအရန်ကိုအရေးကြီးရပေါ့နော်ဒါဆိုလို့ရှိရင်3ရက်အတွင်းပဲ customer ပဲ order တွေကကိုငွေချေရမလဲဆိုတာကိုနားလည်မယ်ပေါ့ဒီကနေပြီးတော့နော်ဆိုင်ငယ် order တော့ညီမအရင်ကပြပြီးသွားပြီပေါ့နော်နောက်တစ်ခါကျတော့ order ပို့ရက်နီးကတ်ကြော်လွန်လာပါတစ်ဖြစ်စစ်စေးရဒါဆိုလို့ရှိရင် order ပို့ရက်နော် order ကိုဝယ်သူထံပို့ဆောင်လာတော့မယ်ဒီ case မှာဆိုလို့ရှိရင်နော်ဒါဆို delivery company ကိုဖုန်းဆက်မယ်ဘာညာတရကလောက်ရမယ်ဘယ် order လဲဆိုတာကြည့်လိုက်မယ်ကြည့်လိုက်လို့ရှိရင်ဒါလည်းခုနက order ပဲနော်ခုနက order ပဲခုနက order ဒီ3ရက်အတွင်းငွေချေချရမယ့်တဲမှာလည်းသူတက်သွားသလိုမျိုး order ပို့ရနီးကတ်ကြော်လွန်မှာလည်းတက်တယ်ပေါ့နော်ဒါဆို order ပို့ရနီးကတ်နေပြီငွေချေရမလားကြည့်မယ်ပဒိန်ကပြီးလာကြည့်မယ် order စစ်ဆေးမယ်ပြီးရင်ဝယ်သူစီကိုပို့မယ်ပေါ့နော်ဒါဆိုဒီနှစ်ခုလုံးမှာသူတက်ပေးရဒီ order အောင်နော်ဒါပဒိန်ထွက်ရနီးကတ်ကြော်လွန်ဒါပဒိန်ရဲ့ order မှာအကျုံးဝင်မယ်နော်ဒါနောက်တစ်ဆင့်မှာပဒိန်ရဲ့ order ပြောတဲ့အခါမှာဒီ flag အကြောင်းကိုပြောပြမယ်ပေါ့နော်နောက်တစ်ခါကျတော့ဝယ်သူထံပို့ဆောင်ရန်အစင်းသေးဖြစ်နေတဲ့ order များဒီ order ဒီဝယ်သူထံပို့ဖို့ ready ပဲဒါဆိုလို့ရှိရင်ဒီ order ကိုနဲ့ပတ်သက်ရင်ချက်ဒီ order ရဲ့ချက်လက်ကိုကြည့်လိုက်မယ်နော်ဒီ order ဒီ order အစင်းသေးဖြစ်မဲ့ရက်က30ရက်နေ့တည်းက order အစင်းသေးကဖြစ်နေပြီဒီ order ကနော်30ရက်နေ့တည်းကဖြစ်နေပြီပတ်စံချေပြီးသွားပြီလားကြည့်မယ်နော်ပတ်စံလည်းချေပြီးသွားပြီလက်ကျန်ငွေ0ပဲကျန်တော့တယ်ဒါဆိုပဒိန်ကိုစစ်ရတော့မယ်နော်ပဒိန်ကိုစစ်ဆေးရမယ်ပဒိန်ကပြီးသွားပြီဆိုရင် order ကလည်း check လို့ပြီးသွားပြီဒါဆို order check ပြီးသွားပြီဆိုတာဒီပဒိန်ကလည်းပြီးသွားပြီငွေလည်းချေပြီးသွားပြီဆိုတဲ့သဘောဒါဆို delivery company ကိုဖုန်းဆက်ဖို့ပဲကျန်တော့တာနော်ဒါဆိုရင်ပို့ဆောင်စေမှာ delivery company ကိုဖုန်းဆက်တာမဟုတ်ဘူးဒီ case ဒီဝယ်သူကစိုင်တွင်လည်းယူမှာဖြစ်တယ်ဆိုတော့ဝယ်သူကိုဖုန်းဆက်ရမယ်ဖုန်းဆက်ပြီးရင်တင် order အစင်းသင်းဖြစ်နေပြီလက်ယူပါတော့ဆိုပြီးတော့ဝယ်သူကိုပြောရမှာဒါအားကြတော့နော်ဒါမှမဟုတ်ဝယ်သူက delivery ပြောင်းပေးဆိုရင် delivery ပြန်ပြောင်းပြီးတော့ delivery ပို့ပေးရမယ်ပေါ့သူနော်အဲ့လိုမျိုးလုပ်ပေးရမယ်နော်ဒီ order ဆိုလို့ရှိရင်ဝယ်သူထံပို့ဆောင်နေတာနော်လမ်းမှာ delivery လမ်းမှာရောက်နေတဲ့ order ပေါ့နော်လမ်းမှာရောက်နေတဲ့ order ဆို order check ပြီးသွားပြီ order check ပြီးသွားပြီဆိုတာဒီငွေလည်းပေးပြီးသွားပြီပဒိန်ကလည်းပြီးသွားပြီပို့ဆောင်လည်းပို့ဆောင်ပြီးဇဲနေပြီပို့ဆောင်နေပြီဒါဆိုရင်ပို့ဆောင်နေပြီဆို delivery company ကဘယ်နေ့ရောက်မှာလဲဝယ်သူထံကိုနော်ဝယ်သူထံကိုရောက်မဲ့ရက်ကိုဒီမှာကြည့်လို့ရတယ်နော်ဒီမှာနော်ဝယ်သူစီရောက်မဲ့ရက်တရက်4လပိုင်း1ရက်နေ့မှာရောက်မှာဒါဆိုလို့ရှိရင် confirm ရမယ်နော်ဝယ်သူစီပစ္စည်းရောက်ပြီလား delivery company ကို check ရမယ် delivery company ကတေချာပို့လိုက်ပြီလားပို့ပြီးသွားပြီဆိုရင်ဒီ order ဒီပို့ဆောင် B ဆိုတဲ့ status ကိုသူ့ပြန် change ပေးရမယ်ပေါ့နော်အဲ့ဒါတွေကိုလုပ်ရမယ်ဒါကပို့ဆောင်ပြီး order များ order ကြီးပြီးသွားပြီနော်ပို့ဆောင်ပြီးသွားပြီဆိုဝယ်သူစီကိုလည်း confirm ပြီးသွားပြီဝယ်သူထံ order ရောက်နေပြီလားတကယ်ပဲရောက်ပြီလားဆိုတော့ confirm ပြီးသွားတဲ့ case ပေါ့နော်ဒါကြောင့်မို့ဒီမှာတက်နေရပေါ့နော်ဒီ dashboard မှာတက်နေတဲ့ဒီ1တို့3တို့တွေကိုကြည့်ပြီးတော့မနက်တိုင်းဒီပေါ့နော်ဒီ system ကိုသုံးတဲ့လူတွေကအလွယ်ကူကူနဲ့လှုပ်လို့ရတယ်ပေါ့နော်ဘယ် order ကတော့ငွေချေရမှာလဲနော်ဘယ် order ကတော့ဝယ်သူတန်ပို့လို့နေပြီလဲဘယ် order ကအစင်းသင်းဖြစ်နေပြီလဲဘယ် order ကပဒိန်ကိုဖုန်းဆက်ရတော့မှာလဲဘယ် order နဲ့ပတ်သက်ပြီးတော့ order ပို့ရက်ကနီးကပ်နေပြီလားကြော်လွန်နေပြီလားဆိုင်ငယ် order တွေကဘာတွေလဲဆိုင်ငယ် order များလို့ရှိရင်လည်းပဒိန်ကနေပြီးတော့ပစ္စည်းတွေကိုဖယ်ထားတာဖြစ်တဲ့ကြောင့်ဖုန်းဆက်ရမယ် customer ယူပြစ်လားမယူပြစ်ဘူးဆိုရင်ဒီ order ကိုဖြတ်မယ်ပေါ့နော်ဖြတ်မယ်ဗာမယ်ပြောရမယ်ပေါ့နော်ဘယ် order ရရောက်လမ်းမှာရှိနေလဲဆိုတာကိုဒီ dashboard မှာအလွယ်တကူကြည့်နိုင်တဲ့အတွက်ကြောင့်မို့ဒါဒီအရန်ကိုပေါ့နော်ထောက်ကူပြုတဲ့ function တစ်ခုဖြစ်တယ်ပေါ့နော်နောက်ထပ်ဗီဒီယိုမှာလည်းညီမပေါ့နော်ဟိုပဒိန်ရဲ့ order တွေဒီပေါ့နော် order ကို refund ပြန်လုပ်တဲ့ case ပေါ့နော် return ပြန်လုပ်တဲ့ case ပြန် earn လုပ်တဲ့ case တွေနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့ဗီဒီယိုလေးတွေရိုက်ပြသွားမယ်ပေါ့နော်အားလုံးပဲကျေးဇူးများတင်ပါတယ်